ကျွန်တော်စီကန်နေစဉ်ထွေးမှာပဲ NDE ကတော့ဈေးလေကောင်မှာထောင်တန်းရွက်20လောက်ကိုကျဲလိုက်ပြီခင်ဗျာနားမှာရှိနေတဲ့အရွယ်3ပါးမျိုးဝင်လူတယ်ဒီချိန်မှာပဲဈေးတဲ့ NDE ရဲ့ငုံဘန်းကတော့မှောက်ကျသွားခဲ့ပြီခင်ဗျာရှုပ်ချက်ခတ်နေတဲ့အနေထားမှာကွင်းလေတိုင်းလူကြီးကတော့ VAR ကြည့်ပြီးတော့ဒီဖြစ်စဉ်ကိုအဆုံးဖြတ်ပေးသွားမှလည်းဖြစ်ပါတယ်ရုပ်တံနေပြကွက်တွေမှာတော့ရွှေဆွဲကျိုးနဲ့ NDE ကဈေးလေကောင်မှာဈေးသူဈေးသားတွေကို surprise တိုက်ခဲ့တာခင်ဗျာဈေးပန်းပြုတ်ကျသွားပြီးတဲ့နောက်ငုံပြုတ်တဲ့ NDE ကခလေးလေးကြောကို2ချက်စော်လိုက်တာလည်းတွေ့ရတယ်ခင်ဗျာဒီဖြစ်စဉ်မှာလွယ်အိတ်နဲ့ဦးလေးကြီးကလည်းပါဝင်နေပြီးတော့ဈေးပန်းမမောက်ခင်မှာဒီဦးလေးနဲ့အရင်တိုက်မိခဲ့တာဖြစ်ပြီးငုံတဲ့ NDE ဟန်ချက်ပြတ်သွားတာကိုလည်းတွေ့ရတယ်ခင်ဗျာကိုချင်းကြီးရေမြင်တွေ့ရတဲ့အနေထားကတော့ထင်ထားတာတက်ကိုပို့ပြီးတော့ရှုပ်ထွေးနေပြီခင်ဗျာဟုတ်ပါတယ်ကိုချမ်းရေဒီဖြစ်စဉ်မှာငုံတဲ့ NDE လည်းပတ်စံဝင်လူမလူ VAR ဒိုင်တွေကအဓိကစစ်ဆေးနေရတာလည်းဖြစ်ပါတယ်ဗျဒိုင်လူကြီးဆုံးဖြတ်ချက်မချခင်လေးမှာကျွန်တော်တို့ commentator တွေကနဦးသုံးသက်ကြည့်ရမယ်ဆိုရင်တော့စောပိုင်းမှာဦးလေးနဲ့တိုက်မိပြီးဟန်ချက်ပြတ်သွားတဲ့ငုံတဲ့ကသူကသူပတ်စံဝင်လူတဲ့ကလေးလေးနဲ့ထပ်မံပြီးတော့တိုက်မိခဲ့ပုံရတယ်ကိုချမ်းရေဟုတ်ပါတယ်ကိုချင်းကြီးရေဒီဖြစ်စဉ်ရဲ့မြေပြားခံရအစတော့ဘာမပြောညာမပြောနဲ့ပတ်စံကျဲတဲ့ NDE လို့ဆိုရမှာဖြစ်ပြီးဒိုင်လူကြီးအနေနဲ့ဘယ်လိုမျိုးပြစ်ဒဏ်တွေချမှတ်သွားမလဲဆိုတာစိတ်ဝင်စားဖို့တော့ကောင်းနေခဲ့ပြီညာစစ်ဆေးကြည့်ရှုပြီးတဲ့နောက်ဈေးလေကောင်မှာဝရုံးသုံးကားဖြစ်အောင်ပတ်စံကျဲခဲ့တဲ့ NDE အနေနဲ့ပတ်စံဝင်လူခဲ့တဲ့သူတွေကိုတယောက်3000စီစာအိတ်နဲ့အိမ်နိုင်ရရောက်မုံမိုးပေးရမှာဖြစ်ပါတယ်ဒါပေမဲ့ငုံပြုတ် NDE ရဲ့ဈေးပန်းကိုတက်ရော်ပေးရမှာဖြစ်ပါတယ်ဒါနဲ့မပြီးသေးပါဘူးခေါင်းပေါ်ကဈေးပန်းကိုမေ့ပြီးတော့သူ့ဟာသူပတ်စံဝင်လူခဲ့တဲ့ငုံပြုတ်တဲ့ NDE ကတော့သူ့ဟာသူဝင်တိုက်ပြီးကလေးကို2ချက်ဆော်လိုက်တာကြောင့်နှစ်ဝါတဏီနဲ့ဈေးထဲမှာငုံပြုတ်3ရက်ရောင်းချခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်ဈေးထဲမှာပဲပိတ်တာဖြစ်ပြီးတခြားနေရာစိတ်ကြိုက်သွားရောင်းလို့ရပါတယ်